အေဘိုကခါမကောင်ဝချင်းမှာတဲအိတ်ကိုထိုးရင်လေ့ကျင့်နေတဲ့အချိန်တကောက်မူရာဘီနောက်အောင်ရောက်လာပြီးမင်းတခြားလေ့ကျင့်နေတာပဲဆိုပြီးပြောခဲ့ပါတယ်အေဘိုကလည်းတကောက်မူရာကိုတွေ့တော့ဒီနေ့ခမားရင်ကိုလိုက်ပြီးဒါသေးအချီရဲ့ပွဲခွေတွေကိုယူလွတ်ရလားလို့မေးခဲ့ပါတယ်ဒါသေးအချီကလွန်ခဲ့တဲ့6နှစ်လောက်က WPA ကပတ်လူပွဲပြီး၄နှစ်လောက်ပေါင်းစင်နားခဲ့ရဆိုတဲ့သတင်းကိုအေဘိုကကြားခဲ့လို့အဲ့ဒီပွဲကိုကြည့်ကြင်လို့ပဲဖြစ်ပါတယ်တကောက်မူရာလည်းရှေ့ရလေးလိုက်ယူလို့ဆိုပြီးဆိုခဲ့ပါတယ်အေဘိုလည်းတကောက်မူရာရဲ့အိမ်ရောက်လို့အဲ့ခွေမျက်နှာဖုံးကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာတော့အေဘိုကအကြောင်းသားခဲ့ပါတယ်ဘာလို့ဆိုအရန်ချမ်းတဲ့ဒါတဲ့အချီက WPA မှာမက္ကဆီကိုပေါ်စာတဝူးရဲ့ထိုးချက်တွေကြောင့်ဒုတိယအချီမှာတင် TKO နဲ့အဆုံးသတ်ခဲ့ရလို့ပဲဖြစ်ပါတယ်တကောက်မူရာလည်းအဲ့ဘေးကရှုံးပွဲမရှိတဲ့ချန်ပီယံနဲ့တွားတွေ့တာဟုတ်ကွာဆိုပြီးအေဘိုကိုပြောခဲ့ပါတယ်တစ်ဖက်မှာတော့ဒါတဲ့ကဂျင်းမာထိုင်နေတဲ့အချိန်ဒါတဲ့ရဲ့နီးပြအချင်းနဲ့ဝင်လာပြီးဆောင်းရသည်ဆိုတော့ချူးတဲ့ဘုကလည်းခက်မင်းတို့ဝိချဘုကလည်းခက်မှာပဲဆိုပြီးဒါတဲ့ကိုလှမ်းပြောခဲ့ပါတယ်ဒါတဲ့ကတော့ဂျပန်မှာဆောင်းလန်ရောက်နေပြီဆိုပေမဲ့ဟိုဘက်မှာတော့အခုလောက်ဆိုရင်ຫນွေလည်ရောက်နေပြီဆိုပြီးပြန်ပြောခဲ့ပါတယ်ဒါတဲ့ရဲ့နီးပြကလည်းမက္ကဆီကိုပြောလာလားလို့ပြန်ပြီးတော့ကျွန်တော်အဲ့ဒါကိုမိထားမယ်ဆောင်းရင်းရောက်ရင်နှာခေါင်းပေါ်ကအဲ့ပြပေးခဲ့တဲ့တန်ရာကကိုက်လာတယ်လို့ဆိုပြီးနောက်ကျောင်းပြန်ခဲ့ပါတယ်လွန်ခဲ့တဲ့6နှစ်ကဒါတဲ့ဟာကမ္ဘာချန်ပီယံစင်ကာပွဲအတွက်မက္ကဆီကိုကိုတွားခဲ့ပါတယ်အဲ့လိုသွားတဲ့အချိန်မှာသူ့မိန်းမဟာဘိုက်ကြီးနေတဲ့အချိန်ဖြစ်ပြီးဒါတဲ့ကလည်းသူ့မိန်းမအမျိုးတွေကသူ့မိန်းမကသူ့လိုဘောစာတယောက်ကိုရွေးချယ်လိုက်တဲ့ဟာအမားတစ်ခုလိုကဲ့ရဲ့ခဲ့တာကြောင့်အားလုံးမားချောင်းကို WPA ကမ္ဘာနဲ့တက်တည်ပြခြင်းလို့ပဲဖြစ်ပါတယ်ဒါပေမဲ့အရာအားလုံးကဒါတဲ့ထင်တာလို့ဖြစ်မလာခဲ့ပါဘူးဖြန်မဲ့ဖြစ်တဲ့မက္ကဆီကိုကရှုံးပွဲမရှိချန်ပီယံကဒါတဲ့ကိုနှစ်ချီမြောက်မှတင်အပြစ်စော်သွားပြီးသူပွဲထိုးနေတဲ့အချိန်သူ့မိန်းမကလည်းအလုပ်တွေလုပ်တာများလို့မူးလဲပြီးကိုဝင်ပြစ်ချသွားခဲ့ပါတယ်ဒါတဲ့ဟာကပတ်လဲရှုံးမွေးလာတော့မဲ့ကလေးလေးကိုလည်းဆုံးရှုံးလိုက်ရတာကြောင့်ဒီလိုတွေဖြစ်ရတာဘောင်စင်ကြောက်ဆိုပြီးဘောင်စင်ကိုအဲ့ဒီကစပြီးဆွန့်ခွာခဲ့ပါတယ်နောက်3နှစ်လောက်ဆက်တိုက်ဒါတဲ့ဟာဘောင်စင်ကိုလုံးဝမထိုးတော့ပဲရိုးရိုးတာမန်ကုမ္ပဏီမှာပဲအလုပ်လုပ်ရင်းကလေးလေးအစ်တယောက်ထပ်မွေးပြီးမိသားစုဘဝလေးကိုအေးအေးဆေးဖြစ်တိုင်းခဲ့ပါတယ်ဒါပေမဲ့အရင်ကလက်ဝဲကိုယူသွင်းခဲ့တဲ့အချိန်ဟာအမြဲရှိနေခဲ့ပြီး WPA ဘွဲကိုရှုံးလာတာကိုမပြီးသေးတဲ့တာဝန်တစ်ခုလိုကြံနေသေးသလိုအိမ်မက်တွေလည်းနှိမ့်နိုင်မှတ်ခဲ့ပါတယ်အိမ်မက်ထက်မှာဒါတဲ့ဟာချန်ပီယံကပတ်ကိုဝေထားရင်းပြတ်ကျသွားတဲ့ကလေးလေးကိုချီနေခဲ့တာပဲဖြစ်ပါတယ်ဒါတဲ့မန်နေဂျာလိုချင်တာဟာကုမ္ပဏီယာရုတွေမဟုတ်ပဲဝေါ်ချန်ပီယံဖြစ်ပြီးသူ့မိန်းမကလည်းလက်ဝဲကိုပြန်ထိုးဖို့တိုက်တွန်းခဲ့တာကြောင့်ဒါတဲ့ဟာလက်ဝဲလောကလည်းပြန်ဝင်လာခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ခါမှတော့ယခုလက်ရှိအချိန်ကိုပြန်ပြလာပြီးတကောက်မူရာပွဲထိုးဖို့တဲ့ဝှေ့ချိန်နေခဲ့ပါတယ်စောင်းအဒီလည်းဖြစ်ပြီးချွေးမထွက်တာကြောင့်ဝှေ့ချဖို့ခက်ခဲနေတဲ့တကောက်မူရာလည်းဝှေ့နေနဲ့ပိုနေတာကြောင့်ချွေးထုတ်ခန်းထဲကိုကြာသွားနိုင်ခဲ့ပြီးမူးလဲတဲ့ထိဝှေ့မြန်ချခဲ့ရပါတယ်အဲ့လိုနဲ့တကောက်မူရာရဲ့ပွဲထိုးပွဲနေ့ကိုရောက်လာခဲ့ပြီးတကောက်မူရာနားနေကန်ထဲမှာတွေ့ဖို့လုပ်ပြီးပွဲထိုးတော့မှဖြစ်တာကြောင့်ခမ်းမစီကိုတွားခဲ့ပါတယ်တွားရလမ်းမှာအေဘိုကလည်းလိုက်လာခဲ့ပြီးဒါတဲ့ဆန်နဲ့တွေ့ခဲ့ပါတယ်ဒါတဲ့ကတကောက်မူရာနိုင်လောက်မှာပါဘာလို့ဆိုချန်ပီယံရဲ့လက်သီးတွေကလေးတာတော့ကြောင့်ပဲမင်းနဲ့ငါပွဲလဲအဲ့လိုပဲကွာမာကုန်းနူကြီးမင်းလက်သီးတွေကပေါ့တယ်ကွာလို့ပြောပြီးထွက်သွားခဲ့ပါတယ်အေဘိုတယောက်လည်းအတွေးတွေလွန်ပြီးကြံနေခဲ့ပါတယ်